နိုင်ငံပွဲတွေဆုံးသက်လို့ကလပ်ပွဲတွေပြန်ရောက်လာချိန်မှာပရီးမီးယားလိဂ်ကလည်းစိတ်ဝင်စားစရာပွဲစဉ်တွေနဲ့ဆွဲဆောင်ထားပါတယ်။အာဆင်နယ်နဲ့စပါတို့ထိတိုက်တွေ့မဲ့မြောက်လန်ဒန်ဒါဘီဂိုးသွင်းဆက်ဟာလန်ကိုရင်ဆိုင်မဲ့နျူကာဆယ်မနစ်ကအန်ဖီမှာလီဗာပူးကိုနိုင်ခဲ့တဲ့နော်တင်ဟမ်ရဲ့ဒုတိယအကြိမ်အားထုတ်မှုအိုထရက်ဖို့မှာရလက်ကောင်းတွေရနေပြီးအေဗာတန်ကိုရင်ဆိုင်မဲ့မန်ယူနိုက်တက်တို့ရဲ့ပွဲစဉ်တွေကစောင့်ကြည့်ခြင်းစရာကောင်းနေပါတယ်။နိုင်ငံပွဲတွေမတိုင်ခင်ချယ်ဆီအတွက်ပြိုင်ပွဲစုံမှာကိုယ်တိုင်2ဂိုးသွင်းပြီးဂိုးဖန်တီးမှု2ကြိမ်လုပ်ထားတဲ့ဂါနာချိုဟာဘန်လင်နဲ့ပွဲမှာပွဲထွက်ခွင့်ရခဲ့မယ်ဆိုရင်ပရီးမီးယားလိပွဲ100ပြည့်တဲ့အသက်ငယ်ဆုံးတောင်အမေရိကကစားသမားအဖြစ်စံချိန်တင်နိုင်မှာပါ။ဂါနာချိုအနေနဲ့ဘန်လင်နဲ့ပွဲမှာကစားခွင့်ရခဲ့ရင်အသက်22နှစ်နဲ့144ရက်နဲ့အရင်ကအာဆင်နယ်တောင်ပန်ကစားသမားမာတင်နယ်လီတင်ထားတဲ့စံချိန်ကိုချိုးဖျက်နိုင်မှာဖြစ်ပါတယ်။ဦးနီးပြဖြစ်လာတဲ့ရော့အဝမ်အနေနဲ့အသင်းနဲ့ပွဲဦးရမှာသာနိုင်ပွဲရယူနိုင်ခဲ့မယ်ဆိုရင်သူ့ရှေ့ကနီးပြဗစ်တာပါရဲရာထက်ပိုတာတဲ့စံချိန်ကိုရယူနိုင်မှာပါ။ဗစ်တာပါရဲရာဟာဒီယာဒီခုရဲ့ပရီးမီးယားလိ10ပွဲမှာနိုင်ပွဲတစ်ပွဲမှမရခဲ့တာကြောင့်အက်ဒဝတ်သာနိုင်ပွဲရခဲ့မယ်ဆိုရင်ပါရဲရာရဲ့စံချိန်ကိုချိုးဖျက်နိုင်မှာပါ။အက်ဒဝတ်ဟာချန်ပီယံရှစ်ကလပ်မီဒလ်ဘရော့ကနေအထုတ်ခံခဲ့ရတော့ကသူ့အသင်းဟာစစ်နှစ်နေရာမှာရှိခဲ့တာကြောင့်ခုမှဘလို့စွမ်းဆောင်ပြနိုင်မလဲစောင့်ကြည့်ရမှာပါ။ဆာလာဟာနော်တင်ဟမ်နဲ့ပွဲမှာလီဗာပူးအတွက်ပရီးမီးယားလိပွဲ300ပြည့်ဝင်ကစားမှာဖြစ်ပြီးလီဗာပူးအတွက်ပွဲအများဆုံးကစားထားတဲ့ကစားသမားချင်းမှာဂါရဂါဂျရက်ဟန်ဒါဆင်နဲ့ဟီပီယာတို့နောက်15နေရာကိုရောက်လာမှာပါတကယ်လို့ဆာလာအနေနဲ့ဂိုးသွင်းတာဒါမှမဟုတ်ဂိုးဖန်တီးမှုပြုလုပ်နိုင်တာတွေပါရှိလာခဲ့မယ်ဆိုရင်ပရီးမီးယားလိသမိုင်းလျှောက်အသင်းတစ်သင်းနဲ့အတွက်ဂိုးပါဝင်ပတ်သက်မှုအများဆုံးကစားသမားဖြစ်စံချိန်သစ်တင်နိုင်မှာပါအရင်ကဒီစံချိန်တင်ထားတာကမန်ယူနိုက်တက်အတွက်ဂိုးပါဝင်ပတ်သက်မှု286ကြိမ်ပြုလုပ်ထားတဲ့ဝိန်းရူနီပဲဖြစ်ပါတယ်။ဆင့်4နေရာထိရောက်နေတဲ့ဆန်နာလန်အနေနဲ့ဖူဟန်ကိုနိုင်ရခဲ့မယ်ဆိုရင်ရမှတ်22မှတ်ထိရှိလာမှာဖြစ်ပြီးဒါဟာ2005-2006ဘောလုံးရာသီတုန်းကရာသီဖွင့်12ပွဲကစားပြီး25မှတ်ရခဲ့တဲ့ဝီဂန်နောက်ပိုင်းတက်တဲ့အသင်းအတွက်အမြင့်ဆုံးရမှတ်ဖြစ်လာမှာပါ။အမ်ဘူမိုဝက်ဆာတိုနီနဲ့ဝက်ကင်တို့လိုတိုက်စစ်မှုကောင်းတွေမွေးထုတ်နိုင်ခဲ့တဲ့ဘရန်ဖို့ဟာဒီရာသီမှာလည်းတီယာဂိုကိုပိုင်ဆိုင်ထားပါတယ်။ဆက်တပွဲကစားပြီးချိန်မှာ8ဂိုးသွင်းထားတဲ့တီယာဂိုဟာဟာလန်ပြီးရင်ဂိုးအများဆုံးသွင်းထားသူဖြစ်ပြီးရိုက်တန်နဲ့ပွဲမှာဂိုးထပ်သွင်းနိုင်ခဲ့မယ်ဆိုရင်တော့ရာသီအစ12ပွဲမှာ9ဂိုးသွင်းနိုင်တဲ့ဘရန်ဖို့ကစားသမားအဖြစ်မှတ်တမ်းသစ်ရေးထိုးနိုင်မှာပါ။ဝက်ဆန်ဟာပြီးခဲ့တဲ့ပရီးမီးယားလိနှစ်ပွဲဆက်နိုင်ပွဲရခဲ့ပြီးတဲ့နောက်2023နောက်ပိုင်း3ပွဲဆက်နိုင်ပွဲရဖို့ကြိုးစားမှာပါ။ဒါပေမဲ့သူတို့ရင်ဆိုင်ရမှာကခြေစွမ်းမနှိမ့်တဲ့ဘုံပေါက်ဖြစ်သလိုနောက်ထပ်မှတ်တမ်းဆိုးဟောင်းတစ်ခုလည်းရှိနေပါသေးတယ်။အဲဒါကတော့ဝက်ဆန်နီးပြနူနိုဆန်တိုဟာသူ့နီးပြဘွားမှာအီရာအိုလာနဲ့၄ချိန်ရင်ဆိုင်မှုတာမှာတပွဲမှမနိုင်ဘူးသေးတာပဲဖြစ်ပါတယ်။နောက်ဆုံး၄ပွဲမှာ3ပွဲရှုံးထားတဲ့နျူကာဆယ်နဲ့နောက်ဆုံး6ပွဲမှာ5ပွဲနိုင်ထားတဲ့မန်စီးတီးတို့ရဲ့လက်ရှိခြေစွမ်းကဝါချလွန်ပါတယ်။ထိပ်တိုက်တွေ့ဆုံမှုနောက်ဆုံး35ပွဲမှာမန်စီးတီးကိုတပွဲပဲနိုင်ခဲ့တဲ့နျူကာဆယ်အတွက်ပိုဆိုးတဲ့မှတ်တမ်းတစ်ခုရှိပါသေးတယ်။အဲဒါကတော့နျူကာဆယ်နီးပြအက်ဒီဟိုဝီဟာဂွာဒီယိုလာနဲ့ရင်ဆိုင်ခဲ့တဲ့ပရီးမီးယားလိ18ပွဲမှာတပွဲမှမနိုင်ဘူးသေးတာပဲဖြစ်ပြီး14ပွဲအထိရှုံးခဲ့ပါတယ်။အက်စတွန်ဗီလာဟာနောက်ဆုံး6ပွဲမှာ5ပွဲနိုင်ပြီး16နေရာထိတက်လာခဲ့ပါတယ်။ဗီလာအနေနဲ့နောက်ဆုံး5ပွဲမှာ4ပွဲရှုံးထားတဲ့လိကိုရင်ဆိုင်ရမှာဖြစ်လို့ရလက်ကောင်းမယ်လို့ညွှန်လင်းရပါတယ်။တကယ်လို့လိကိုသာမရှုံးခဲ့ဘူးဆိုရင်နီးပြအမ်မရီအနေနဲ့ဗီလာနီးပြဖြစ်လာပြီးနောက်ပိုင်းတန်တက်တွေကိုမရှုံးဘူးတဲ့စံချိန်ကောင်းကိုဆက်ပိုင်ဆိုင်နိုင်မှာပါ။အမ်မရီဟာတန်တက်တွေနဲ့ကစားခဲ့တဲ့18ပွဲမှာရှုံးပွဲမရှိခဲ့ပဲ73ပွဲအနိုင်ရထားခဲ့တာပါ။ဆန်နာလာနဲ့ပွဲမှာတိုင်ပွဲစုံ10ပွဲစတိုက်နိုင်ပွဲရတဲ့စံချိန်ရပ်တန့်ခဲ့ရပြီးတဲ့နောက်အာဆင်နယ်ဟာစပါနဲ့မြောက်လန်ဒန်ဒါဘီကစားရမှာပါ။အာဆင်နယ်ဟာစပါနဲ့တွေ့ဆုံမှုနောက်ဆုံး6ပွဲစတိုက်ရှုံးပွဲမရှိစံချိန်ရထားပြီးနောက်ဆုံး3ပွဲဆက်နိုင်ထားတာပါ။တကယ်လို့အခုပွဲမှာထပ်နိုင်ခဲ့မယ်ဆိုရင်တော့1988ခုနှစ်နောက်ပိုင်းစပါကို၄ပွဲစတိုက်နိုင်ရတဲ့စံချိန်တင်နိုင်မှာပါ။ပရီးမီးယားလိနောက်ဆုံး5ပွဲစတိုက်ရှုံးပွဲမရှိကစားထားတဲ့မန်ယူနိုက်တက်အနေနဲ့အေဗာတန်ကိုနိုင်ရခဲ့မယ်ဆိုရင်စံချိန်သစ်တင်နိုင်မှာပါ။အေဗာတန်နဲ့တွေ့ဆုံမှုတွေမှာ42ပွဲနိုင်ထားတဲ့မန်ယူနိုက်တက်အနေနဲ့နောက်တစ်ပွဲထပ်နိုင်ခဲ့ရင်ပရီးမီးယားလိမှာသူတို့ငယ်နိုင်အဖြစ်ဆုံးအသင်းဖြစ်မှတ်တမ်းတင်နိုင်မှာပါ။ဒါအပြင်2023 ဩဂုတ်လနောက်ပိုင်းအိမ်ကွင်း5ပွဲဆက်နိုင်ပွဲရတဲ့စံချိန်လည်းပြန်ရမှာဖြစ်ပါတယ်။